အားလုံးပဲမင်္ဂလာပါကင်ဘတ်ရဲ့ကင်စားကင်စကားစီစဉ်ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့စပိုးကင်စားရဲ့တင်ဟန်းစာလေးဖက်စာလေးနောက်တစ်ခုကိုပေါ့နော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကင်စားကင်စကားလေးလာလို့သူများအနေနဲ့တင်ဟန်းစာတွေဖက်စာတွေကိုလိုက်မစေချင်ပါတယ်我送我来过的噻，给买盘，不来不是看是到个嘞，阿拉为是了噻，那你没有呢？不么他来什么路嘞，来不路嘞，来爬呢，嘛阿那比为是了，不来不是看，嘛路巴达的噻不，什么路来不路的来爬呢，从哪里比拉噻？တင်ဟန်းစာလေးစမလို့လေးခွေလောင်းတေဥခွေလောင်းတေဥခွေလောင်းတေဥစီဘလဖောင်းလာခွေလောင်းတေဥစီဘလမြလဖလောခွေလောင်းတေဥစီဘလမြနှိမ့်ဖလောကာခွေလောင်းတေဥကုဒီပေါင်းနည်းတွေရတော့ပေါ့နော်အောက်မှာအရှိလိုက်ရေးထားပေးပါတယ်ကာခွေလောင်းတေဥကုဒီမှာကာခွေလောင်းတေဥကု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 စီဘလဖောင်းလာကုကာခွေလောင်းတေဥကုစီဘလဖောင်းလာကုကာခွေလောင်းတေဥကုစီဘလမီယာလဘလကုကာခွေလောင်းတေဥကုစီဘလမီယာလဘလကုကာခွေလောင်းတေဥကုစီဘလမီယာနေဘလကုကာခွေလောင်တေဥကူစီဘလမီယာနေဘလကူပြီးတော့ဒီတခါတော့ဖတ်စာကိုသွားပါမယ်လဘရိုးမထန်လဲလိုက်ပေါ်လို့စာဖတ်စာလေးလိုက်ပေါ်လို့လေးလူခုလာခွေလောင်တေဥလူစီဘလမီယာနေဘလလူခါခွေလောင်တေဥခုစီဘလမီယာနေဘလခုလူခုချီလုံးတလူကူတာကိတေတေတလာခွေလောင်တေဥလူတလူကာခွေလောင်တေဥကူတလူကူလုံးဒီစုတာစာခွေလောင်တေဥစုစဘမြနေဘလို့စုတာစဘမြနေဘလို့တာစုတာစာကီလောင်တေဟာစာစဘဖောင်းလာစာစုတာစာလက်တီနာဒီဝီတူကဝါကီထောင်းတေဝီစဘမြနေဘလို့ဝီတာခွေလောင်တေဥတူစဘမြနေဘလို့တူဝီတူကစဘမြနေဘလို့ကဝီသူကရက်ခမီလာစာယူယာစာကီလောင်တေဟာစာစဘဖောင်းလာစာယာခွေလောင်တေဥယူစဘဖောင်းလာယူစာယူယာကီလောင်တေဟာယာစဘမြလာဘလို့ယာစာယူယာနာနေကြဇနုထိဒမာစာကိတေတေဆနာခွေလောင်တေဥနုစဘမြလာဘလို့နုဇနုထာကိထောင်းတေထီစဘဖောင်းလာထိဇနုထိဒါကီလောင်တေဟာဒါဇနုထိဒာမာကီလောတေယမာစီဘလုံးမြရလဘလုံးမာဇနုထိဒာမာနိုယေပြည့်ဒီအလူအထအာကီတေတေအလာခွေလောတေဥလူစီဘလုံးမြရလဘလုံးလူအလူအာကီတေတေအလူထာကီလောတေယထာစီဘဖောင်းလာထအလူအထအဆိုအမိတ်ထိဒုထိဒထာကီထောင်းတေတီစီဘဖောင်းလာထိဒါခွေလောတေဥဒူစီဘမြနေဘဒူထိဒူထာကီထောင်းတေတီစီဘဖောင်းလာထိဒူထိဒါကီလောတေယာဒါထိဒူထိဒါရေနှောင်းရေတေဒူလာမာအာဆဆဒါခွေလောတေဥဒူလာကီလောတေယာလာစီဘဖောင်းလာလာဒူလာမာကီလောတေယာမာဒူလာမာအာစဘမြနေဘလို့အာဒူလာမာအာစာကီတေတေဆဒူလာမာအာဆစာကီလွန်တေယာစာစဘဖောင်းလာစာဒူလာမာအာဆစာရင်ကောင်းအနာများအောင်လုပ်သည်ယာဦးယာခယာစဘမြနေဘလို့ယာအာခွေလွန်တေဦးစဘမြနေဘလို့ဦးယာဦးယာစဘမြနေဘလို့ယာဦးယာခါစဘမြနေဘလို့ခါယာဦးယာခငပိငပက်ခါစာလေးလိုက်ပေါ်လူလေးလူခုတလူကူစုသားစဝီတူကစာယူယာဇနုထိတာမာအလူအထ
ထိဒူထိတာဒူလမာအားဆဆရာဦးရာခဒီနေ့ကတလောက်ပါပဲเนาะနောက်ရက်ဒီမှာလည်းသင်ခန်းစာတွေကိုထပ်ပြီးတော့မျှဝေပေးသွားပါမယ်ကရင်စကားလေ့လာလို့သူများအနေနဲ့ကရင်ဘတ်ရဲ့ပိတ်လေးကိုလိုက်ရှယ်လုပ်ဖို့မေ့ပါနဲ့เนาะကျေးဇူးပါစကုစတာ